အားလုံးပဲမင်္ဂလာပါအခုတငယ်ချင်းမိတ်ဆွေတို့ကိုကျွန်တော်အမျှဝေပေးချင်တာကမိမိဖွင့်ထားတဲ့ Facebook အကောင့်က Gmail နဲ့လားဒါမှမဟုတ်ရင်ဖုန်းနံပါတ်နဲ့လားဆိုတာပြန်ကြည့်တဲ့နည်းကိုကျွန်တော်မျှဝေပေးချင်ပါတယ်တချို့လူတွေကစိုင်မှာဖွင့်ထားတာဘယ်မှာပြန်ကြည့်ရမှာလဲမသိတဲ့သူတွေအတွက်တီးတဲ့သူတွေအတွက်ကတော့လွယ်ပေမဲ့မသိတဲ့သူတွေအတွက်ကကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ Facebook app ထက်ကိုအရင်ဝင်လိုက်ပါမယ်ကျွန်တော်တို့ Facebook app ထက်ကိုဝင်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ profile ပုံကိုတစ်ချက်ထပ်နှိပ်ပေးပါနှိပ်ပြီးသွားပြီဆိုရင်အောက်နားလေးမှာ setting များနဲ့ကိုယ့်ရဲ့လုံခြုံမှုကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုရင် setting များကိုတစ်ချက်ထပ်နှိပ်ပေးပါပြီးတော့ပြီဆိုရင်အပေါ်နားလေးမှာကိုရေးကိုသာအသေးစိတ်အချက်အလက်များကိုတစ်ချက်ထပ်နှိပ်ပေးလိုက်ပါပြီးတော့ပြီဆိုရင်အောက်နားလေးမှာကိုရေးအချက်လက်အသေးစိတ်ကိုတစ်ချက်ထပ်နှိပ်ပေးလိုက်ပါနှိပ်ပြီးတော့ပြီဆိုရင်ဆက်သွယ်ရန်အချက်အလက်များကိုတစ်ချက်ထပ်နှိပ်ပေးလိုက်ပါညာရောက်ပြီဆိုရင်ကိုက Gmail နဲ့ဖွင့်ထားတာလားဒါမှမဟုတ်ရင်ဖုန်းနံပါတ်နဲ့ဖွင့်ထားတာလားဆိုတာဒီနေရာမှာကြည့်လို့ရပါပြီအားလုံးအဆင်ပြေကြပါစေ